ဟိုးရှေးတုန်းကအရန်စင်ရဲတဲ့လင်မယားနှစ်ယောက်ရှိတဲ့သူတို့ဟာအလွန်စင်ရဲလွန်းတာကြောင့်တောထဲမှာထင်းခွေရှာဖွေပြီးစားတော့ကြရတယ်။ဒီနေ့မှာမိမလို့သူကတောထဲမှာထင်းရှာရင်မီးခွက်အဟောင်းတစ်လုံးကိုကောက်ရခဲ့တယ်။မိမလို့သူကမီးခွက်ကိုပုတ်ကြည့်လိုက်တဲ့အခါမီးခွက်ဆောင်နတ်ဘလူးကြီးထွက်လာတာပေါ့စင်ရဲတဲ့မိန်းမဟာအရန်အံ့ဩထိတ်လန့်နေတော့မှာပဲနတ်ဘလူးကြီးကလိုရာစု3ခုတောင်းဖို့ပြောခဲ့တယ်ဒါပေမဲ့စီကန်းချက်တစ်ခုထပ်ပြောတယ်သူမတောင်းတဲ့စုထက်10ဆကိုသူမရဲ့ယောက်ျားကအလိုအလျောက်ရရှိမယ်တဲ့မိန်းမလို့သူကပထမဆုံးစုအနေနဲ့အလွန်ချမ်းသာခြင်းတယ်လို့ပြောပါတယ်နတ်ဘလူးကနောက်တစ်စုကကောဆိုတော့ငယ်ရွယ်ပြီးလှပခြင်းပါတယ်တဲ့နတ်ဘလူးကတီးကြလားမင်းယောက်ျားကမင်းထက်10ဆအလိုအလျောက်ရမှာနော်လို့တတိပေးတဲ့အခါမိန်းမလို့သူကတတိယမြောက်စုကိုအခုလိုပဲတောင်းလိုက်ပါတော့တယ်ကျမကိုနှလုံးရောဂါအသီးစားလေးဖြစ်ခွင့်ပြီးပါတဲ့အဲ့ဒါကိုကြားပြီးနတ်ဘလူးကြီးလည်းအံ့ဩလွန်းလို့သူ့နှစ်ဖူးသူပြန်ရိုက်နေကြပါတဲ့တင်းတို့ကအဲ့ဒီလိုအခြေအနေမျိုးကြုံလာရင်ဘယ်လိုလုပ်ကြမလဲ